ကဲဆောင်းမွဲတော့ကြာကုန်ပြီအမှုခင်းဖြစ်ပြီးနောင်နေကျွန်တော်တို့ရဲ့အရာဝတီမရဲ့ဓာတ်ပေါ်ဒီလေးကိုမတွေ့ခင်မှာသူကမြန်မာပြည်ပြန်ရောက်နေကြပြီကဲဆောင်းမွဲတော့ကြာကုန်ပြီဘာမှမတတ်နိုင်ဘူးဖြစ်နေတယ်လို့ဘယ်လိုလုပ်ကြမလို့ကူညီကြပါအောင်ရိုင်းမင်းကြပါအောင်လို့ပြန်လာခဲ့ပြီဗျာရန်ကုန်ကနေပြန်ရောက်နေကြပြီမြန်လန်းပေါ်ရောက်နေပြီအစကြီးကလည်းမယုံပါဘူးဒါပေမဲ့ဥလင်းပြောရရင်တောင်းရှိတဲ့လူတွေလုပ်ပါလိမ့်မယ်ဆိုပြီးမှဒီစသတိနေကြတာကတမျိုးပေါ့နော်လိုအပ်ချက်ရှိနေတယ်လို့ရှင်းမိတယ်ဒါပေမဲ့ပြောနေတာအေးလေလိုက်လုံအောင်လဲဂျန်ခဲ့တဲ့လူတွေကလည်းကိုယ့်လုပ်တွေနဲ့ကိုဖြစ်နေကြတာဟုတ်အဲ့တော့လည်းဘယ်သူမှလည်းအပြစ်မပြောလို့တော့ပါဘူးမနေ့ကသတင်းတစ်ခုရတယ်အဲ့ဒါဟုတ်လားမဟုတ်လားတော့ကိုကလည်းမပြောချင်ဘူးပေါ့ဗျာကျွန်တော်ပုံမှန်လေးပြပြမယ်ဒီကလေးတွေကအမှုခင်းဖြစ်ပြီးနောင်နေကျွန်တော်တို့ရဲ့အရာဝတီမရဲ့ဓာတ်ပေါ်ဒီလေးကိုမတွေ့ခင်မှာသူကမြန်မာပြည်ပြန်ရောက်နေကြပြီမော်လမြိုင်မှာသူတို့ရဲ့ဆွေမျိုးမကင်းနီးစက်ရတူးရှိတယ်အဲ့မှာဝင်အိတ်သွားတယ်ဆိုတဲ့ဟာအတိအကျကြီးဖြစ်နေတယ်အမော်လမြိုင်ရန်ကုန်နဲ့ဘလို့လိမ့်လိုက်တယ်မသိဘူးရန်ကုန်ရောက်တယ်သူ့အမေစီကိုလည်းညဝင်တယ်တညအိတ်တယ်အဲ့ပြီးမှဓာတ်ပုံတွေကကိုရီးယားသူတို့ဟုတ်ပါတယ်ဆို CCTV မတက်နောင်းနေကြမှာထွက်တာဟုတ်ကျွန်တော်ဘုန်းကြီးကျောင်းကနေပြီးဘုန်းကြီးကျောင်းကိုအဲစိတ်ဝင်နေတည်လာတဲ့အချိန်ကျမှ CCTV မတက်နေထွက်လာပြီဆိုပြီးမှအဲ့ကြမှာအဲ့တော့ကလည်းရှာနေကြတော့ရှိသေးတယ်GPS နဲ့ရှာတဲ့ခါမှာ GPS ထောက်တော့ဖုန်းကကျန်တော်ထဲမှာရှိနေမှာကျွန်တော်အထင်တော့နှစ်ယောက်ကကျန်တော်တွေလည်းရောက်သွားတဲ့ခါမှာလူခွဲပြီးထွက်သွားတဲ့သဘောမှရှိလိမ့်မယ်နော်ဟောတော့အဲခွဲသွားတဲ့ထဲမှာတယောက်စီမှာဖုန်းတစ်လုံးပါချင်ပါမယ်တယောက်ကဘလို့ပြေးအဲ့လိုမျိုးတွေခွဲထွက်သွားလိမ့်မယ်အဲ့တော့ကြံခဲ့တဲ့ဖုန်းတော့ကိုပဲလိုက်နေကြတဲ့သဘောကြီးနဲ့လိုက်နေတော့နောက်ကြကုန်တယ်ပေါ့လေပြီးတော့မြန်မာနိုင်ငံကိုလမ်းပြီးအမှုပွင့်တာကလည်းတော်တော်နောက်ကြတယ်ဟောညကလေးကတတ်ခဲ့ပြီးတော့လုပ်ခဲ့ပြီးတော့ကြတော့နောက်နေ့ညနေမှတွေ့တာမှာသူတို့အဲ့အချိန်9နာရီ10နာရီပေါ့တမနက်လုံးတနေကုန်လုံးသူတို့ပြေးလို့လွတ်ဖို့ရဖြစ်သွားစေတယ်ပေါ့နော်အခုလေသူတို့အဲ့ technique ကိုသူတို့ယူထားပြီးတော့ဒီကလေးကဒီလိုတင်တဲ့လူကလည်းသူပါဆိုတော့ကျွန်တော်ပြောလို့တရားပြောလို့တော့မရသေးဘူးပေါ့လေဒါပေမဲ့နေတော့မဝင်သေးပါဘူးကိုရတဲ့အကြာကြီးမဆောင်နိုင်ခဲ့လို့ရမြသတင်းလေးတော့တင်ပေးမယ်နော်အမွှေးကြကုန်ပြီ